စမ်းပေါင်နဲ့သူ့လူတွေဒီလောက်ထိတော်လိမ့်မယ်လို့မထင်ထားမိဘူးချန်ကိုကတော့ဒေါသထွက်နဲ့သူ့လက်ထဲကအဖိုးတန်တာကိုချက်ချင်းဆွဲထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တစ်ဖက်လူကိုအမြန်နှုံးနဲ့စတင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မမျှော်လင့်ပဲစမ်းပေါင်ကအသာလေးကိုခံလိုက်နိုင်ပါတယ်ချန်ကိုတယောက်ဘာမှတုံ့ပြန်ချိန်တော့မရသေးခင်မှာပဲဘေးကနေစောင့်ကြည့်နေတဲ့မိန်းမလေးကအခွင့်ကောင်းယူပြီးကိုကြောင့်ကိုဝက်တိုက်ခိုက်လိုက်ကသူ့ကိုမြေပြင်ပေါ်မှာဖိထားလိုက်ပါတော့တယ်ချန်ကိုကပြန်လဲတုံ့ပြန်တိုက်ခိုက်လိုက်ပြန်တော့အဆောင်ရှောင်းနှစ်ယောက်ဟာလည်းကြောက်လန့်သွားပြီးမပေါ်ရရဲတော့ပဲအမြင်ပြေးလာကဝိုင်းတိုက်ကြပါတော့တယ်နောက်ဆုံးမှာတော့ချန်ကိုဟာမတက်တာတဲ့အဆုံးသူ့ရဲ့အစွမ်းအထက်ဆုံးပွဲလက်ကိုထုတ်သုံးလိုက်ပြီးသူတို့ကိုနောက်ဆုတ်သွားအောင်လုပ်လိုက်နိုင်ပါတယ်ဒါပေမဲ့သူဟာမိန်းမလေးရဲ့တကယ်အစွမ်းကို short တက်ခဲ့မိပါတယ်40မီတာရှိတဲ့ဓာတ်မြောင်လေးနဲ့ပဲချန်ကိုကိုလက်မှတ်လဲအောင်တိုက်ခိုက်နေတာပါဒါအပြင်ဘေးကလက်ပါစီကလည်းအခွင့်ကောင်းယူပြီးညနဲ့ကိုပြစ်လိုက်ရတဲ့ချက်ထဲနဲ့ချန်ကိုခန္ဓာကိုယ်ကိုထိမှန်သွားပါတော့တယ်ပေချင်းနဲ့ရှင်ချင်းကြားရောက်နေတဲ့အချိန်မှာပဲအင်ကောင်မိုးပေါ်ကနေကိုခံပညာထုချုံတဲ့ပညာရှင်တယောက်ကိုဆင်းလာပါတယ်ဒါကြောင့်ချန်ကိုဟာတန်ကောင်းတော့မှစွာနဲ့ဘေးဒုက္ခကနေလွတ်မြောက်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့စမ်းပေါင်နဲ့တူတူတွေအတွက်ကန်ဆုံမှုပေါင်းကြတော့မှာပါဒါဟာဒီနှစ်ထဲမှာမဖြစ်မနေကြည့်တဲ့တရုတ်ကိုခံပညာအရှင်ကားကြီးဖြစ်ပါတယ်အခုဆိုရင်စကားအပြည့်စုံကို platform ပေါ်မှာပြသနေပါပြီ